မင်္ဂလာပါအဲဒါဆိုရင်ဒီနေ့ tutorial သင်ခန်းစာမှာတော့ဒီ packet tracer software ပေါ်မှာ device လေးကိုဘယ်လို set လုပ်ရမလဲဆိုတဲ့အပိုင်းလေးကိုထပ်ပြီးတော့ပြပေးသွားပါမယ်။အဲဒီတော့ဒီ packet tracer ကိုအရင်ဆုံးဖွင့်လိုက်မယ်။ဒီ workspace လုပ်နေတဲ့နေရာမှာကျွန်တော်လိုချင်တဲ့ design လေးဆွဲပေးပါမယ်။ဒီနေ့လုပ်မဲ့အပိုင်းကတော့ computer နှလုံးချိတ်ဆက်တာပါ။ဒီမှာကျွန်တော် size ပုံစံလေးကိုယူလိုက်ပါမယ်။အဲမှာဆိုရင်ဒီမှာက peer to peer network ပေါ့နော် peer to peer network ချိတ်ဆက်နေဒီနေ့ပုံမှာ peer to peer network ချိတ်ဆက်နေသင်ခန်းစာလေးကိုကျွန်တော်သွားပါမယ်။ဒါ notes လေးရေးလိုက်တယ်ပေါ့နော်။ပထမဆုံးကျွန်တော်ဒီ network device ရဲ့ဘေးမှာ enterprise ဆိုတာရှိပါတယ်။ enterprise ကိုဝင်လိုက်မယ်။ PC တစ်လုံးလေးကိုယူလိုက်ပါမယ်။ UV select မှတ်လိုက်တဲ့အချိန်မှာဒီမှာ exclamation လို့ပုံစံလေးနဲ့ပြနေပါမယ်။ပြီးရင် PC စပြီးယူလိုက်တဲ့အခါမှာ PC0 လို့ပြောပါမယ်။အဲ့ PC လေးကိုတစ်ချက်ကလေးထောက်ပြီးဝင်လာရင် PC လေးမှာ physical ရဲ့ config ရဲ့ desktop ရဲ့ programming ရဲ့ attribute ရဲ့ဆိုပြီးတော့ဒီမှာဒီ tab တွေပေါ်ပါတယ်။physical မှာတော့ကျွန်တော်ဒီ computer system unit လို့ပုံစံမျိုးလေးပြလိမ့်မယ်။အဲဒီက power button လေးပါ။ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင် off သွားမယ်။တစ်ချက်လောက်ထားရင်နှိပ်လိုက်ရင်ပြန်ပြီးတော့ on သွားပါလိမ့်မယ်ပေါ့နော်။ကျွန်တော်ဒီ PC0 လေးရှိမယ်။ကျွန်တော်နောက်ထပ် PC တစ်လုံးထပ်ဆွဲမှာဖြစ်တဲ့ peer to peer ဆိုတော့နောက်ထပ် PC1 ပေါ့ PC နှစ်ခု။သူတို့အတွက် IP ကကျွန်တော်ဘယ်လိုရေးမလဲ PC0 အတွက် IP က 192.168.1.1 ပေါ့နော် IP လေးရေးလိုက်မယ်ကျွန်တော်ဒါလေးနည်းနည်း PC0 ကို IP ပေးလိုက်မယ် 192.168.1.1 PC1 လေးကို 192.168.1.2 ပေါ့နော် computer နှလုံးဆို computer နှလုံးကို IP စပြီးတော့ပေးပါမယ်PC0 ကိုယူဝင်လိုက်မယ်ပေါ့နော်PC0 ကိုဝင်မယ်desktop ရဲ့ IP configuration နဲ့သွားမယ်IP ပေးရတဲ့ဟာဒီ DHCP ရဲ့ static ရဲ့ရှိရ static ကတော့ကျွန်တော် manually IP ပေးရတဲ့အပိုင်းလေးဒီ DHCP ကတော့စက်ကနေဒီ automatically IP ချပေးရပါတော့အလိုလျောက်ချပေးရမဟုတ်လို့ဆို static IP ပဲသွားမှာဆိုတဲ့အတွက် 192.168.1.1 လို့ပြလိုက်မယ် subnet မှာ select 24 192ဒီ select 24နဲ့ဒါဖြစ်တဲ့ subnet မှာတော့ 255.255.255.0 ဆိုပြီးတော့ရှိနေလိမ့်မယ်အဲဆို PC1 မှာလည်းကျွန်တော်သွားလိုက်မယ် desktop IP configuration 192.168.1.2 subnet မှာလည်း 255.255.255.0 ဆိုပြီးတော့ IP လေးပေးလိုက်ကျွန်တော်ဒီ PC0 မှာလည်း IP ရောက်ပြီ 1.1 PC1 မှာလည်း IP သည် 1.2 လို့ရောက်ပြီPC နှလုံးကြီး IP ပေးလို့ရဖြစ်တဲ့အတွက်ကျွန်တော်မျိုးတူကြီးဗာနဲ့ချိန်ရမှာလဲဆို cross chain နဲ့ချိန်ရမယ်ကျွန်တော်ဒီ network ရဲ့ဒီ connection ပေါ့မိုးချိုးသွားလို့ပုံစံလေးကိုဝင်လိုက်မယ်မျိုးတူပါဖြစ်တဲ့အတွက်ကျွန်တော်ကဘာချိုးကိုရွေးပြီးတော့ချိန်ပြရမယ်ဆိုရင် cross chain လေးကိုရွေးပြီးတော့ချိန်ရမယ် PC0 ဝင်မယ် first ethernet 0 PC1 နဲ့က first ethernet 0မျိုးတူကချိန်ထားတဲ့အတွက်သူကပါလဲဆိုရင်ချိုးလေးကစိမ့်နေလိမ့်မယ်အဲဆို PC0 မှာလည်း IP ဒီ 1.1 PC1 မှာလည်း IP ဒီ 1.2 နဲ့ရှိနေပါလိမ့်မယ်ဒါတော့ဒီနေ့ကွန်ပျူတာနှလုံးကိုလက်တွေ့ချိတ်ပြတဲ့ပုံစံလေးပါတွေ့ဆုံပါမယ်